ဒါကြောင့်မလို့မိတ်ဆွေရဲ့ဗီဒီယိုက view တွေများရတဲ့နဲ့ customer မရတာဘာလို့လဲဆိုတော့များသောအားဖြင့်လူတွေက view နောက်ကိုအရင်လိုက်ကြတယ် view များမှ customer ရမယ် view များမှဝင်ငွေတိုးမယ်ဆိုပြီးတော့မှထင်နေကြတယ်တကယ်တမ်း view များတိုင်း customer ရတာမဟုတ်ဘူး view များတိုင်းမိတ်ဆွေပတ်စံရတာမဟုတ်ဘူးမိတ်ဆွေစီမှာမိတ်ဆွေကနေပြီးတော့မှလူတွေကို entertainment တွေပေးတယ်ကိုယ့်ရဲ့ဖြောဖြေတဲ့ဗီဒီယိုတွေပဲအများရိုက်နေတယ်လူတွေကလည်းကြည့်တယ်ကြိုက်လဲကြိုက်တယ်သဘောလဲကျတယ်ပြီးရင်ကြော်သွားလိုက်တယ်မိတ်ဆွေစီမှာမဝယ်ဘူးဘာလို့လဲဆိုတော့မိတ်ဆွေကိုသူတို့ယုံကြည်မှုမရှိလို့ယုံကြည်မှုအားနည်းနေသေးလို့သူတို့ဒီအပြင်းပြေဖြောဖြေတဲ့အတွက်ပဲကြည်တာဒါဆိုရင်မိတ်ဆွေတို့ဘာလုပ်အောင်မလဲဘာလို့အောင်မလဲဆိုတော့မိတ်ဆွေတို့ဒီယုံကြည်မှုတိဆောက်တဲ့ content တွေဖန်တီးရလိမ့်မယ်မိတ်ဆွေစဉ်းစားကြည့် view တွေအများများတဲ့ content တစ်ခုရှိတယ် view တွေအများများတဲ့လူတွေလည်းကြည့်တယ်ကြိုက်တယ်အဲ့လိုမျိုးလူတယောက်ရှိတယ်နောက်တစ်ယောက်ကကျတော့ view တွေအများမများဘူး view ကပုံမှန်လေးပဲတစ်ချိန်တည်းမှာပဲသူ့ကိုကြည့်တဲ့ viewer တွေသူ့ကိုကြည့်တဲ့လူတွေကသူ့ရဲ့ customer အစ်စ်တွေဒါဆိုရင်ဘယ်သူကပိုရောင်းရမှာလဲမိတ်ဆွေစဉ်းစားနေလိမ့်မယ်ကျွန်တော်တို့က view လည်းများခြင်းနဲ့ customer လည်းအစ်စ်ရခြင်းနဲ့ဆိုရင်ဟုတ်တယ်မိတ်ဆွေနှစ်ခုလုံးအရေးကြီးတယ်တစ်ချိန်တည်းမှာပဲများသောအားဖြင့်သူတွေက view များဖို့ပဲအာရုံစိုက်ပြီးတော့မှ customer အစ်စ်ရဖို့အတွက်ကိုအာရုံမစိုက်ကြဘူးဒါဆိုရင်မိတ်ဆွေဘာလို့အောင်မလဲဆိုတော့ယုံကြည်မှုတိဆောက်တဲ့ content တွေဖန်တီးရမယ်အဲ့ဗီဒီယိုထဲမှာမိတ်ဆွေက entertainment လုပ်တာတခုတည်းမဟုတ်ဘဲနဲ့ value ပါတဲ့ content တန်ဖိုးရှိအောင်ကြီးနေတဲ့သူအကျိုးရှိတဲ့ဗီဒီယိုမျိုးတွေမိတ်ဆွေဖန်တီးပေးတယ်ဆိုရင်မိတ်ဆွေအမြန်ဆုံးယုံကြည်မှုတိဆောက်လို့ရမှာဖြစ်ပါတယ်ဒီဗီဒီယိုကြည့်ပြီးတော့မှမိတ်ဆွေ view များတာနဲ့ value ရှိတဲ့ content နဲ့ဘာကွာလဲဆိုတာနားလည်သွားမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒါမျိုးပဲမိတ်ဆွေ TikTok နဲ့ပတ်သက်ပြီးတော့မှစိတ်ဝင်စားတယ် TikTok marketing ကိုအသေးစိတ်လေ့လာခြင်းနဲ့မိတ်ဆွေရဲ့လုပ်ငန်းကို TikTok ပေါ်မှာဖောက်ချင်တယ်ဘယ်လိုဖောက်မလဲစနစ်ကျလေ့လာခြင်းနဲ့ဆိုရင်တော့မကြခင်မှာလုပ်မယ် TikTok marketing online တက်နဲ့မှာလာရောက်လေ့လာဖို့တော့ဖိတ်ခေါ်လိုက်ပါတယ်သင်တန်းနဲ့ပတ်သက်ပြီးတော့မှအသေးစိတ်စိတ်ဝင်စားတဲ့သိချင်တာရှိတဲ့ဆိုရင် comment မှာ class လို့ရေးခဲ့ပေးပါကျွန်တော်တို့ admin team ကနေပြီးတော့မှဆက်သွယ်ပေးမှာဖြစ်ပါတယ်ဒါမျိုးပဲ TikTok နဲ့ပတ်သက်ပြီးတော့မှတခုခုမေးချင်တာရှိတယ်ဆိုရင်လည်းကျွန်တော်မေးခဲ့လို့ရပါတယ်